နှိုးဆက်တန်ရဲ့အစုံမနက်ခင်းတစ်ခုမှာပုံမှန်အတိုင်းနိုးထလာတဲ့ဟန်ဆောင်ယွန်းတယောက်မတော်တဆမှုတစ်ခုကြောင့်မှတ်ဉဏ်ပျောက်ဆုံးတဲ့ယောဂါကိုခံစားနေရပါတယ်။အထက်တန်းကျောင်းသူဘွားမှာမတော်တဆမှုဖြစ်ခဲ့တဲ့ဆောင်ယွန်းကအဲ့ဒီအကျိုးဆက်ကြောင့်ပဲအိပ်ပျော်ရာကနိုးလာရင်ဘာကိုမှမမှတ်မိတော့သလိုနေ့တိုင်းကိုစတင်ဖို့အတွက်လည်းမနေ့ကချန်ထားခဲ့တဲ့မှတ်စုတွေကိုပြန်ဖတ်နေရတာပဲဖြစ်ပါတယ်။မနက်အိယာနိုးတာနဲ့ဆောင်ယွန်းရဲ့မှတ်ဉဏ်တွေကမတော်တဆမဖြစ်ခင်အခြေအနေမှာပဲရှိနေသေးတာဖြစ်သလိုဒီအကြောင်းတွေကိုလည်းအဖေအမေအချစ်ဆုံးတငယ်ချင်းဂျီမီနဲ့ဆရာမတွေပဲသိတဲ့အကြောင်းမှတ်စုတွေကနေတဆင့်သိလဲရပါတယ်။မှတ်ဉဏ်တွေဘလောက်ပဲရက်တန်းအချိန်တွေနဲ့အသက်အရွယ်ကဆက်သွားနေစမြဲမို့ဒီနေ့လေဆောင်ယွန်းတယောက်ကျောင်းတက်ဖို့ထွက်လာခဲ့လိုက်ပြီးအတော်လေးကိုကြီးကောင်းတဲ့ဆောင်ယွန်းကလက်ရှိကျောင်းရဲ့ကျောင်းသားတွေကြားမှာချောတယ်ဆိုပြီးတော့နာမည်ကြီးတာပဲဖြစ်ပါတယ်။ဒီနေ့လေငကြက်လေးတက်ရင်လောကကြီးနဲ့အဆက်အသွယ်ပြည့်နေတဲ့ကင်ဂျယ်ဝန်းတယောက်နောက်ကကောင်တွေရဲ့တွတ်ထိုးတန်တွေကြောင့်သူ့ဘေးနားကိုလာရက်နေတဲ့ဆောင်ယွန်းကိုသတိထားမိသွားတဲ့အချိန်ရုတ်တရက်ဘတ်စကားကပါ break ကိုစောင့်လိုက်ပါတယ်။သူကတော့တေချာကင်ထားတာမို့ဘာမှမဖြစ်ပေမဲ့ဘေးမှာရှိနေတဲ့ဆောင်ယွန်းကသူ့ရှိကိုလဲကျလာတာကြောင့်ဂျုံလဲရိုမန်တစ်ဆန်လှမ်းဖမ်းလိုက်ပေမဲ့သူ့စပင်ကိုမှသွားဆွဲမိလိုက်ပါတယ်။ကူညီလိုက်တာဆိုပေမဲ့ရိုက်ပေါက်ကြီးဖြစ်နေတာကြောင့်ဂျုံလဲဘာပြောရမှန်းမသိတောင်းပန်လိုက်ရပြီးသူ့လိုပဲဘာပြောမှန်းမသိဖြစ်နေတဲ့ဆောင်ယွန်းကလည်းဦးကြောင်နဲ့ဆွန့်ရနေခဲ့ပါတယ်။ဒီလိုနဲ့အကြောင်းကိုရောက်တဲ့အချိန်မှာလဲဘေးကုံကဒူရှစ်ကိုအခြားအခန်းကကောင်တွေကလာနိုင်ကျင်ထားကြတာကြောင့်မဟုတ်မခံဂျုံလဲဒီပြဿနာကိုဖြေရှင်းဖို့ထွက်လာခဲ့ပါတယ်။ပုံမှန်ဆိုရင်ခက်အေးနေတတ်တဲ့ဂျုံကဘေးကုံကဒူရှစ်ကိုရှေ့ဆက်အနိုင်မကျင်းဖို့သွားပြောလိုက်တော့ဟိုကောင်တွေကလည်းပျော်စီပြက်စီအနိုင်ကျင်းတာမို့တိတ်ပြဿနာတော့မဖြစ်လိုက်ပဲအချိန်ကိုက်အခန်းပြင်မှာလာဖွင့်ပြောတဲ့ကောင်လေးတယောက်ကိုညင်းလိုက်ပြန်တဲ့ဆောင်ယွန်းကိုတွေ့လိုက်ရပြန်ပါတယ်။ဖွင့်ပြောသမျှလူတိုင်းကိုညှင်းဆန်နေတဲ့ဆောင်ယွန်းကသူတို့เจ้าမှာအခြေတလိုင်းလိုနာမည်ကြီးတာဖြစ်တယ်လို့ရုတ်တရက်ကြီးအတွေးပေါက်သွားတဲ့ဟိုကောင်တွေကလည်းဆောင်ယွန်းကိုဖွင့်ပြောကြည့်ဖို့ဂျုံကိုပြောပြလိုက်ပါတယ်။ရေခဲတုန်းကတော့အဖေခေါ်ရမယ့်ဂျုံနဲ့ဒီကောင်တွေကိုဘာမှပြောမနေပဲလက်ထွက်လာခဲ့လိုက်ပြီးနေ့ကင်းရောက်တဲ့အချိန်အားကစားကွင်းမှာထိုင်နေတဲ့ဂျုံကိုဟိုတတိုက်ကဆောင်းနဲ့လိုက်စားကြပြန်ပါတယ်။ဂျုံနဲ့အစာပိုင်းတော့ဒီကောင်တွေငြိမ်သွားမှာပါလို့လွှတ်ထားလိုက်ပေမဲ့ဟိုကောင်တွေကဒုံရှစ်ကိုအနိုင်ကျင့်မြဲကျင့်ဆဲဖြစ်တယ်လို့ဒုံရှစ်ကိုအနိုင်ကျင့်တာရက်စေခြင်းရင်ဆောင်းယွန်းကိုဖွင့်ပြောလိုက်ဖို့ဂျုံကိုအကြက်ကန်လိုက်ကြပါတယ်။ဒါကြောင့်မဲဆောင်းယွန်းရှိကိုအသေးအတန်ရောက်သွားတဲ့ဂျုံတယောက်သူနဲ့တွဲမလားလို့ဒုံးတီကြီးပြောချလိုက်ပြီးဖွင့်ပြောသမျှလူတိုင်းကိုညှင်းဆန်နေကြဆောင်းယွန်းကသူ့ကိုလည်းညှင်းလိုက်မယ်လို့ထင်လိုက်ပေမဲ့ရုတ်တရက်ကြီးဘာစိတ်ကူးပေါက်မှန်မသိဖြစ်နေတဲ့ဆောင်းယွန်းကဂျုံဖွင့်ပြောတာကိုလက်ခံလိုက်ပါတယ်။သဘောကျတဲ့ရေလို့တော့မဟုတ်ဘဲဒီတိုင်းတွေးကြည့်ကြမယ်ဆိုတဲ့အကြောင်းနဲ့ကျောင်းဆင်းတွေးကြပါမယ်လို့ပြောသွားတော့ဂျုံလည်းဘာပြောမှန်းမသိတော့ပဲသူနဲ့ဆောင်းယွန်းရီးစားဖြစ်တဲ့တဲ့င်းကကျောင်းတစ်ခုလုံးကိုနေချင်းညချင်းပြန့်နှံ့သွားခဲ့ပါတယ်။အတန်းဆင်းတဲ့ချိန်မှာလည်းအချိန်ကရောက်လာတဲ့ဆောင်းယွန်းကသူ့နာမည်ပုံစံတွေကိုအသေးစိတ်ရေးမှတ်နေပြန်တာကြောင့်အခြေအနေမဟန်တာကိုသိလိုက်ရတဲ့ဂျုံလည်းသူဆောင်းယွန်းကိုဘာကြောင့်ဖွင့်ပြောခဲ့တယ်လဲဆိုတဲ့အဖြစ်မှန်ကိုပြောပြလိုက်ပါတယ်။ဆောင်းယွန်းလည်းစိတ်ဆိုးရမယ့်အစားသူနဲ့မတွဲချင်လို့လားလို့မေးလိုက်တော့သူ့ဘက်သာအပတ်မလဲတဲ့ဂျုံလည်းအဲ့လိုမဟုတ်တဲ့အကြောင်းဖြေချလိုက်တာကြောင့်နှစ်ယောက်သားအခြေအနေကဒုံရင်ပြန်ဖြစ်သွားခဲ့ပါတယ်။သူကဂျေဝန်းကိုသဘောမကျပေမဲ့ရီးစားထားတဲ့အတွေ့အကြုံအသေးဆန်းကိုလိုချင်လို့ဖြစ်တဲ့အကြောင်းပြောပြလိုက်ပြီးခက်တူလူတာထက်ပိုမဆက်သွယ်ရကြောင်းမစင်မချင်းအချင်းစကားမပြောရတကယ်ချစ်မသွားရဆိုတဲ့စီကံချက်၃ချက်ကိုဆောင်းယွန်းကပြောပြလိုက်ပါတယ်။အပြန်လမ်းမှာလည်းသူဘာရာသီဥတုကြိုက်တယ်ဘာအစားစာကြိုက်တယ်ကစလို့အသေးစိတ်မှတ်တမ်းတင်နေတဲ့ဆောင်းယွန်းကပထမဦးဆုံးဇုံလွဲပုံကိုပါရိုက်သွားခဲ့ပြီးပုံမှန်လူတွေနဲ့တိတ်ရောထွေးနေလေးမရှိတဲ့ဂျုံကလူကောင်ကြီးနဲ့အားကစားတော်တဲ့ပုံပေါ်ပေမဲ့ချွေးထွက်မှာဆိုလို့ဘာအားကစားမှမလုပ်တဲ့အကြောင်းပြောပြလိုက်ပါတယ်။ဒါကြောင့်မဲဆောင်းယွန်းတယောက်ဂျုံကိုအတန့်ကျယောဂါရှိတယ်လို့ထင်သွားခဲ့ပြီးသူဘာပြောနှုတ်လိုက်မှတ်နေတဲ့ဆောင်းယွန်းကြောင့်ဂျုံလည်းသူ့ကောင်မလေးကိုလူထူးဆန်းဖြစ်သတ်မှတ်လိုက်ပါတယ်။အမေဖြစ်သူဆုံးသွားကြတဲ့ကအဖေတစ်ခုသားတစ်ခုဘွားမှာနေရတဲ့ဂျုံတို့သားဖကအတော်လေးကိုနားလည်မှုရှိကြသလိုအဒီနေ့ညမှာလည်းလိုတိုရှင်းဆက်သွယ်လာတဲ့ဆောင်းယွန်းကြောင့်ဒီကောင်မလေးကတကယ်ထူးဆန်းတယ်ဆိုတာကိုဂျုံလည်းလက်ခံသွားခဲ့ပါတယ်။နောက်နေ့ကြောင်းရောက်တဲ့အချိန်မှာလည်းလောလောလတ်စွန်ထားတဲ့ဂျုံကိုတကြောင်လုံးကဝိုင်းစားနေခဲ့ကြပေမဲ့အနိုင်ကျင့်တဲ့ကောင်တွေကဂတိတိုင်းအနိုင်မကျင့်တော့တာကြောင့်ဂျုံလည်းအတော်လေးကိုကျဉ်းသွားခဲ့ပါတယ်။ဒါပေမဲ့လည်းပဲနေ့လည်စာထမင်းစားချိန်မှာတော့ဆောင်းယွန်းရဲ့တငယ်ချင်းဂျီမင်းကဆောင်းယွန်းနဲ့တွဲနေတာကိုရပ်ပေးဖို့ရုတ်တရက်ကြီးတောင်းဆိုလာတာကြောင့်ဂျုံလည်းအတော်လေးကိုကြောင်သွားခဲ့ပေမဲ့အဲ့လိုလာပြောတယ်ဆိုတာကသူ့เจ้าမှာဆောင်းယွန်းကိုနှုတ်တောင်မဆက်လို့ဖြစ်တဲ့အကြောင်းသိလိုက်ရပါတယ်။ဒါပေမဲ့တကယ်မချစ်တဲ့သူနဲ့ဆောင်းယွန်းရဲ့ဂျားမှာလေဒါကစီကံတစ်ခုပဲမို့ဂျုံလည်းအကျယ်တဝင့်ရှင်းပြမနေတော့ပဲကျောင်းဆင်းချိန်ရောက်မှာတော့ဆောင်းယွန်းရဲ့ဥဆောင်မှုနဲ့နှစ်ယောက်သား first date ကိုကစားကွင်းမှာပျော်ပျော်ရွှင်ရွှင်ကြီးဖျက်ဆီးပြလိုက်ကြပါတယ်။အိမ်မပြန်ခင်လမ်းမှာလည်းတီလောက်အောင်ဆက်တဲ့ခောက်ဆွဲကိုဝင်စားကြသေးတာမို့နှစ်ယောက်သားရဲ့ first date ကအတော်လေးကိုပြည့်စုံသွားခဲ့ပြီးတညတာကြော်လွန်သွားရင်မင်းပြောက်သွားမဲ့ဆောင်းယွန်းရဲ့မှတ်ဉာဏ်တွေကဒီတနေ့အတွက်တော့ကြည်နူးစရာအမှတ်တရတွေနဲ့ပြည့်နှက်သွားခဲ့ပါတယ်။ကျောင်းမှာဆိုရင်ဇုံတွဲလို့တော့မထင်ရတဲ့နှစ်ယောက်သားကကျောင်းဆင်းချိန်ဆိုရင်တော့အမြဲတမ်းတွေးပေးခဲ့ကြသလိုတကယ်မချစ်ဖို့အချင်းချင်းကတိပေးထားခဲ့ကြပေမဲ့ဆောင်းယွန်းရဲ့ချစ်စရာအပြုတ်မှုလေးတွေကဂျုံဝန်းအတွက်တွေ့ညိရာတစ်ခုလိုဖြစ်လာခဲ့ပါတယ်။သူ့အကြောင်းတွေကိုအသေးစိတ်လိုက်မှတ်တတ်တဲ့ကောင်မလေးသူ့နားမှာဆောင်းယွန်းကအမြဲလိုပြုံးနေတတ်သလိုတစ်ဖက်မှာလည်းခက်တီတီနေတတ်တဲ့ဆောင်းယွန်းရဲ့တငယ်ချင်းဂျီမင်းကိုမှစိတ်ဝင်စားနေတဲ့ထင်ဝန်းတယောက်အရင်ကဂျုံဝန်းတငယ်ချင်းဒုံရှိကိုအနိုင်ကျင့်နေကြဆိုပေမဲ့ဒီတလောအတော်လေးကိုဆင်ခြင်မိလာတာပဲဖြစ်ပါတယ်။
ဂျယ်ဝန်းကိုလည်းဂတိပေးထားတာကြောင့်အရင်လိုမဟုတ်တော့တဲ့ထဲဝန်းကိုသူ့အဖွဲ့သားတွေကပါမကြည့်တော့ဘဲတရက်သားအချင်းချင်းရန်ဖြစ်နေခဲ့ကြတဲ့အချိန်အမိုက်ပြစ်နေတဲ့ဂျယ်ဝန်းကိုလှမ်းတွေ့လိုက်ပါတယ်အများနဲ့တယောက်ခံနေရတာကြောင့်ဂျယ်ဝန်းကသူ့ကိုကူညီမယ်လို့ထင်လိုက်ပေမဲ့အမိုက်ပြစ်နေတဲ့ကိုတော်ချောကတုတ်တောင်မလုပ်ဘဲထဲဝန်းအတော်လေးကိုအကန်ခံရပြီးခါမှဟိုကောင်တွေကိုစွန့်ပစ်နိုးဘူးတွေနဲ့လှမ်းပစ်လိုက်တဲ့ဂျယ်ဝန်းကိုတွေ့လိုက်ရပါတယ်ဟိုကောင်တွေကလည်းဝင်ပါတဲ့ဂျယ်ဝန်းကိုပါတီးမယ်လို့ဆီယာမရေရန်ဖြစ်နေပါတယ်ဆိုတဲ့မိန်းကလေးတိုင်တန်တစ်ခုကိုကြားလိုက်ရပြီးမလန်မကန်ကဗရင်ပေါက်မှာလေသူတို့ကိုမှတ်တမ်းတင်နေတဲ့ဖုန်းတစ်လုံးကိုတွေ့လိုက်ရတာကြောင့်အနိုင်ကျင့်နေတဲ့ကောင်တွေလည်းချက်ချင်းကိုထွက်ပြေးသွားခဲ့ရပါတယ်။တိုင်ပေးတဲ့သူတွေကစောယုံနဲ့သူ့ငယ်ချင်းဂျီမင်းရဲ့လက်ချက်မှန်သိလိုက်ရတာကြောင့်နှစ်ကောင်သားဘာမှမသိကြီးနဲ့သွားခဲ့ကြပြီးကွဲပြင်းအောင်အထိုးခံရတဲ့ဂျီမင်းရဲ့ရှေ့မှာမျက်နှာယူနေသေးတဲ့ထဲဝန်းကိုဂျယ်ဝန်းကပဲစီးထည့်ပေးလိုက်ရပါတယ်။အားလုံးကဂျယ်ဝန်းဝင်ဖိုက်တော့မယ်လို့ထင်ထားခဲ့ကြပေမဲ့အဲ့ဒါကအဲ့လိုမဟုတ်ဘဲသူ့လဲချမှာမဟုတ်တယ်လို့ထွက်လဲပြေးမှာမဟုတ်တဲ့အကြောင်းဂျယ်ဝန်းကရှင်းပြလိုက်ပါတယ်။အဲ့ဒါနဲ့များရန်ပွဲကိုဝင်ပါနေသေးတာကြောင့်ဂျီမင်းကပဲနောက်တစ်ခါဆိုသူ့ဆီယာမနဲ့တိုင်ပေးမယ်အကြောင်းဝင်သတိပေးလိုက်ရပြီးဒီလိုနဲ့သူတို့လျောက်ရဲ့ဆက်ဆံရေးကတငယ်ချင်းတွေအဖြစ်ကိုကူးပြောင်းသွားခဲ့ကြပါတယ်။အခုဆိုရင်ဂျယ်ဝန်းရဲ့အမေဆုံးသွားတာကနှစ်ပတ်လည်တွေရှိလာခဲ့ပေမဲ့အဖေဖြစ်သူကတော့အခုချိန်ထိကိုမေးမရသေးပဲဒီနေ့လိုနှစ်ပတ်လည်နေမျိုးဆိုရင်ပိုလွမ်းနေမိတဲ့အကြောင်းစတူဒီယိုထဲမှာအမေဓာတ်ပုံတွေကိုပြန်ကြည့်နေမိတဲ့အဖေဖြစ်သူကဂျယ်ဝန်းကိုပြောပြလိုက်ပါတယ်။မိခင်ဖြစ်သူဆုံးမသွားတော့ကဆိုရင်သူဘာလို့ရမယ်မသိပေမဲ့အချိန်ကြာလေးလေးနေသားကြလေမို့အဖေကိုလည်းဓာတ်ပုံဆက်ရိုက်တာပဲဖြစ်ဖြစ်တငယ်ချင်းတွေနဲ့တွေ့တာပဲဖြစ်ဖြစ်အနည်းဆုံးရှောက်လေတာလောက်ပဲဖြစ်ဖြစ်လှုပ်စေခြင်းတဲ့အကြောင်းဂျယ်ဝန်းကအကြံပေးလိုက်ပါတယ်။ဘာပဲဖြစ်ဖြစ်သူကတော့ဇနီးသက်တွေအကြောင်းတွေ့ရတဲ့အချိန်တိုင်းပိုပျော်ရတာမို့သားဖြစ်သူသူ့ကိုပျော်စေခြင်းတဲ့ခံစားချက်ကိုလည်းနားလည်တဲ့အကြောင်းပြောပြလိုက်ပြီးနောက်ရက်မှာတော့သူနားလိုက်ကပ်နေတဲ့ထန်ဝန်းကြောင့်ဂျယ်ဝန်းတယောက်တိုင်ပေးရပြန်ပါတယ်။တငယ်ချင်းမရှိလို့ဆိုတဲ့အကြောင်းပြချက်နဲ့ပထမဆုံးရီးစားထားမှုတဲ့သူ့ကိုပါနှိမ့်နေတာကြောင့်ဂျယ်ဝန်းနဲ့ဒီတကောင်သားကိုမနိုင်တဲ့အစုံလှုပ်ပေးထားလိုက်ရပါတယ်။ဒီနေ့လည်းနှစ်ယောက်တည်းစာလုပ်နေတဲ့အချိန်စောယုံကပုံလေးကြီးပဲထိုင်ဆွဲနေတာကြောင့်ဂျယ်ဝန်းလည်းစာမိုးပဲနေပြီဖြစ်တဲ့အကြောင်းသတိပေးလိုက်ရပြီးတစ်ဆက်တည်းပိတ်ရက်မှာဒိတ်ကြမလားလို့ပါအရေးဆိုရင်လည်းမေးကြည့်လိုက်ပါတယ်။စောယုံကလည်းတခါတည်းကိုလက်ခံလိုက်တာမို့နှစ်ယောက်သားရဲ့ပိတ်ရက်လေးကကန်းကျင်မှာဆုံးဖြစ်သွားခဲ့ကြရင်အခုထိလည်းတယောက်ကိုတယောက်ရှက်နေကြသေးတာမို့ယောက်ျားလေးဖြစ်တဲ့ဂျယ်ဝန်းကပဲသူကိုယ်တိုင်လှုပ်လာတဲ့မုတ်တွေကိုထုတ်ပြလိုက်ပါတယ်။လွန်ခဲ့တဲ့9နှစ်အမေမရှိတော့ကလေးကအိမ်မှုကိစ္စတွေကိုသူနဲ့အဖေကပဲတာဝန်ယူရင်းအခုလိုဟင်းချက်ကျွမ်းလာတဲ့အကြောင်းဂျယ်ဝန်းကပြောပြလိုက်တော့ရုတ်တရက်ဘာပြောရမှန်းမသိဖြစ်သွားတဲ့စောယုံကိုကြည့်ရင်စောယုံရဲ့ရှေ့မှာဆိုရင်သူ့ရဲ့ခံစားချက်တွေကိုလှုပ်ဝဲမထားခြင်းတဲ့အကြောင်းဂျယ်ဝန်းကပြောပြလိုက်ပါတယ်။အဒီနေ့ကနှစ်ယောက်သားအထူတူပျော်ပွဲစားထွက်ကြရင်အပြန်လမ်းမှာတော့ပင်မလာတဲ့စောယုံတယောက်ဘတ်စကားပေါ်မှာတင်ဂျယ်ဝန်းရဲ့ပခုံးပေါ်မှာအိပ်ပျော်သွားခဲ့ပါတယ်။တကယ်မချစ်ရဘူးလို့ဂတိပေးထားခဲ့ပေမဲ့ဒီအစဉ်အထိအလင်းအမြန်တိုးတက်လာခဲ့တဲ့သူတို့နှစ်ယောက်ရဲ့ကြားမှာတခုခုကိုအချိန်ကြာကြီးတိဆောက်ခဲ့တယ်လို့ခံစားရတဲ့အကြောင်းစောယုံကပြောပြလိုက်တော့သူဒီကောင်မလေးကိုချစ်မိနေပြီဆိုတာဂျယ်ဝန်းလည်းသဘောပေါက်သွားခဲ့ပါတယ်။ဒါပေမဲ့ရုတ်တရက်သူပခုံးပေါ်ကနေနိုးလာတဲ့စောယုံကသူ့ကိုရောပတ်ဝန်းကျင်တစ်ခုလုံးကိုပါမမှတ်မိတဲ့အပြင်သူ့ကိုလည်းလုံးဝမမှတ်မိတဲ့သစိမ်းတယောက်လိုဆက်ဆံရင်ကားပေါ်ကပါဆင်းပြေးသွားတာကြောင့်ဘာမှနားမလည်တဲ့ဂျယ်ဝန်းလည်းအသေးအတန်ပြေးလိုက်ရင်သူကစောယုံရဲ့ကောင်းလေးဖြစ်တဲ့အကြောင်းနဲ့သူတို့ဒီနေ့ဒိတ်ခဲ့ကြတာဖြစ်တဲ့အကြောင်းရှင်းပြလိုက်ပါတယ်။ဒါပေမဲ့ဂင်ဂျယ်ဝန်းတစ်ဖြစ်လေသူ့ကိုစောယုံကလုံးဝမသိတဲ့သစိမ်းတယောက်လိုခါခါတီးတီးဖြစ်နေတာကြောင့်စောယုံရဲ့ဘာမှမမှတ်မိဘူးဆိုတဲ့စကားတစ်ခုအောက်မှာဂျယ်ဝန်းလည်းဘာပြောရမှန်းမသိဖြစ်သွားခဲ့ရပါတယ်။တစ်ဆက်တည်းမှာပဲစောယုံကဘတ်စကားပေါ်ကိုပြေးတက်သွားတာကြောင့်ဂျယ်ဝန်းလည်းအသေးအတန်ပြေးလိုက်ပေမဲ့ရုတ်တရက်အောင်တက်လာတဲ့သူ့နှလုံးကြောင့်ဆမ်းမလိုက်နိုင်တော့ပဲအဒီနေ့ညကမိုးရေစက်တွေကြားမှာဂျယ်ဝန်းတယောက်တည်းကျင်းလက်ခဲ့ပါတယ်။ကားပေါ်ရောက်သွားတဲ့စောယုံကအချစ်ဆုံးတငယ်ချင်းဂျီမင်းကိုဆက်သွယ်ရင်းသူဖြစ်ပျက်နေတာတွေကိုပြောပြလိုက်တော့ဖုန်းမတ်စုတွေကနေတစ်ဆင့်ခုနကသူ့နားမှာရှိခဲ့တဲ့ကောင်လေးကတခြားလုံးသူ့နားမှာရှိခဲ့တဲ့သူ့ကောင်လေးမှန်သိသွားခဲ့ပါတယ်။အတူတူသဘောတူခဲ့တဲ့စီးမင်းတွေကဆာလို့ဒီနေ့ဒီချိန်ထိဂျယ်ဝန်းကသူ့ကောင်လေးဖြစ်ရှိနေတာဖြစ်တဲ့အကြောင်းသိလိုက်ရတဲ့ချိန်မှာတော့စုံယုံတယောက်မျက်ရည်မစင်နိုင်တော့ပဲဂျယ်ဝန်းရဲ့အိမ်အပြန်လမ်းမှာနှစ်ယောက်သားပြန်ဆုံဖြစ်သွားခဲ့ကြပါတယ်။စုံရဲ့ယောဂအကြောင်းကိုမသိသေးတဲ့ဂျယ်ဝန်းကရုတ်တရက်ဒီကောင်မလေးကိုနားမလည်နိုင်ဖြစ်သွားခဲ့ပေမဲ့သူ့မှာအတိတ်မိတ်ယောဂလိုမှတ်ဉဏ်သစ်ပျောက်ဆုံးခြင်းယောဂရှိနေတဲ့အကြောင်းဂျယ်ဝန်းကိုပြောပြလိုက်ပါတယ်။သူအိပ်ပျော်သွားပြီဆိုတာနဲ့အဲ့ဒီတနေ့တာဖြစ်ပျက်ခဲ့သမျှကိုဘာတစ်ခုမှမမှတ်မိတော့ပဲအဲ့ဒါကအရန်ခက်ခဲတဲ့အကြောင်းပြောပြလိုက်တော့အခြေအနေမှန်ကိုသဘောပေါက်သွားတဲ့ဂျန်ဝန်းလည်းအရန်ပင်ပန်းနေရင်အခုမပြောလဲအဆင်ပြေတဲ့အကြောင်းနှိမ့်သိမ့်လိုက်ပါတယ်ဂျယ်ဝန်းကိုတွဲခဲ့တယ်ဆိုတာကလည်းမလုပ်ခဲ့ဘူးတဲ့အသေးစမ်းတစ်ခုကိုလှုပ်ချင်လို့ဖြစ်တဲ့အကြောင်းစောယွန်းကဝန်ခံလိုက်တော့အားလုံးကိုနားလည်သွားတဲ့ဂျယ်ဝန်းလည်းဒီနေ့အဖြစ်အပျက်တွေကိုရေးမှတ်မထားဖို့တောင်းဆိုလိုက်ပါတယ်စောယုံမှာအတိတ်မိယောဂရှိတဲ့အကြောင်းသူ့ကိုပြောပြခဲ့တယ်ဆိုတာစောယုံသာရေးမှန်မထားရင်မနှက်ဖြန်နိုးလာမယ့်စောယုံကလည်းဒီနေ့ဖြစ်ပျက်ခဲ့သမျှကိုသိမှာမဟုတ်ဘဲသူကိုယ်တိုင်လည်းစောယုံနားမှာရှိရင်အများကြီးကိုပြောရတာမို့စောယုံသာအဆင်ပြေရင်လက်ရှိအတိုင်းသူတို့ကြားကဆက်ဆံရေးကိုမပြောင်းလဲစေချင်တဲ့အကြောင်းဂျယ်ဝန်းကဝန်ခံလိုက်ပါတယ်အဒီနေ့ညကစောယုံစီကဘာစကားတမ်းမှမကြားခဲ့ရပေမဲ့နောက်နေ့မနေ့ကျောင်းဆင်းတဲ့အချိန်သူ့ရှိမှပုံမှန်တိုင်းပေါ်လာတဲ့စောယုံချောင်းဂျယ်ဝန်းတယောက်အပျော်ကြီးပျော်သွားခဲ့ရပြီးတကယ်တမ်းအဒီနေ့ညကကိစ္စအပြီးစောယုံနဲ့ဖြစ်ပျက်ခဲ့သမျှနဲ့ယောဂအကြောင်းတွေကိုတငယ်ချင်းဖြစ်သူဂျီမင်းကိုယ်တိုင်ကဂျင်ဝန်းကိုပြောပြပေးခဲ့တာပဲဖြစ်ပါတယ်
အခြေအနေမှန်တွေကိုသိလိုက်ရရင်တော့ဆုံးယုံတနေ့တာကိုမမှတ်မိတော့ရင်တော့သူကတော့ဆုံးယုံရဲ့နေ့ရက်တွေကိုပျော်ရွှင်အောင်လုပ်ပေးခြင်းတဲ့အကြောင်းဂျေဝန်းကဂျီမင်းကိုပြောပြလိုက်ပါတယ်သူကိုယ်တိုင်လည်းသူ့ဘဝထဲမှာဆုံးယုံမရှိတော့မှာကိုကြောက်တဲ့အကြောင်းဝန်ခံလိုက်တော့ဂျီမင်းလည်းဆုံးယုံရဲ့နှလုံးသားရေးကိုဂျေဝန်းနဲ့ပဲလွှဲထားလိုက်ဖို့ဆုံးဖြတ်လိုက်ပြီးအိမ်ပြန်ရောက်တဲ့အချိန်မှာလည်းဂျေဝန်းတယောက်သူရီးစားရနေတဲ့အကြောင်းအဖေဖြစ်သူကိုပြောပြလိုက်ပါတယ်နောက်နေ့မှာတော့သူတို့တွေစာမွေးပွဲကြီးပြီးသွားပြီမို့ဂျီမင်းနာကိုကတ်ချင်နေတဲ့ထေဝန်းကဟိုတွဲကိုပါချိန်လိုက်ပြီးထေဝန်းကဆောင်းရုံကိုပခုံးသွားဖက်လို့နှကောင်သားတက်နေကြတဲ့အချိန်ဘယ်သွားရမလဲတိုင်ပင်နေတဲ့ဆောင်းရုံနဲ့ဂျီမင်းကပင်ကွင်းကြည့်ကျင်တဲ့အကြောင်းတွတ်ထိုးနေတဲ့ကိုတော်ချောနှကောင်ကိုပြောပြလိုက်ပါတယ်ဒါကြောင့်မဲ၄ယောက်သားအနဝါပြတိုက်စီကိုထွက်လာခဲ့လိုက်ပြီးခက်တီတီဂျီမင်းကိုမှသဘောကျနေတဲ့ထေဝန်းရဲ့ဒုက္ခကလည်းမသေးသလိုဂျေဝန်းကလည်းတငယ်ချင်းနေနဲ့သာဆိုရင်ပျော်နေတဲ့ဆောင်းရုံကိုအရေးတကြီးကြည့်ရင်အပျော်ကြီးပျော်နေခဲ့ပါတယ်တတောက်တောက်နဲ့ပင်ကွင်းတွေကချစ်ဖို့ကောင်းတယ်လို့စောရင်းကပြောပြလိုက်တော့ဂျန်ဝန်းလည်းပင်ကွင်းတွေ့ရပါစေလို့ဆုတောင်းလိုက်ပေမဲ့အဲ့ဒီနေ့ကပင်ကွင်းတွေရဲ့နိုင်ရဖြစ်နေတာကြောင့်မတွေ့လိုက်ရပဲစောရင်းကတော့ကိစ္စမရှိဘူးလို့ပြောပေမဲ့ဂျန်ဝန်းတယောက်အတော်လေးကိုဘုံဝင်မကျဖြစ်သွားခဲ့ရပါတယ်တစ်ဆက်တည်းမှာပဲကမ်းခြေကိုပါဝင်ပစ်ခဲ့ကြတာကြောင့်အပြန်လန်ကြီးစဲနေတဲ့ရေစက်ရေပေါက်တွေကြားမှာချစ်သူနှစ်ယောက်ရဲ့နေလေကင်းတစ်ခုကရဲမောတန်ကြည်နူးစရာတွေနဲ့ပြည့်နေခဲ့ပါတယ်ဖနက်ကျိုးကိုတော်ယုံမပြေအောင်နှစ်ထပ်ချီတက်တဲ့ဂျေဝန်းကစောယုံကိုလည်းသူပဲအမြဲချီပေးမယ်အကြောင်းပြောလိုက်တော့ကြည်နူးစရာတွေကြားမှာဒီနေ့လေးကိုမိမသွားခြင်းနဲ့စောယုံလည်းနေဝင်ချင်းကိုတွေ့ကြီးရက်ချီရင်ရုတ်တရက်တိတ်ဆိတ်သွားခဲ့ပါတယ်ဒါကိုသိနေတဲ့ဂျေဝန်းကပါမနက်ဖန်နဲ့သူစောယုံကိုပျော်ရွှင်အောင်ထားမှဖြစ်တဲ့အကြောင်းကတိပေးလိုက်တော့အဲ့ဒီနေ့ညကစောယုံရဲ့မဆုတွေကပျော်ရွှင်စရာအမှတ်တရတွေနဲ့ပြည့်နှက်လို့သွားခဲ့ရပါတယ်နောက်ရက်မှာတော့ဟိုနှကောင်ချင်းလို့သာသူတို့တွေထွက်လာခဲ့ကြပေမဲ့ဘယ်သွားမယ်ဘာလုပ်မယ်တော့မသိကြသေးပဲနှစ်ယောက်သားအူတူတူဖြစ်နေကြတဲ့အချိန်ပင်ကွင်းဝစ်စုံကိုစီနဲ့ဂျေဝန်းနဲ့ထင်ဝန်းတို့ကိုတွေ့လိုက်ရပါတယ်တကောင်ကမြောက်ပြီးရင်တကောင်ကလည်းခွေးတက်အောင်ကတာမို့ဒီနှကောင်ကြားမှာပျော်နေတဲ့ပင်ကွင်းချစ်သူကြီးစောယုံကိုကြည့်ရင်ခက်တီတီနီနီတက်တဲ့ဂျီမင်းတော်မနေနိုင်တော့ပဲဒီနေ့လဲငပေါနှကောင်ကြောင့်စောယုံရဲ့တနေ့တာကပျော်ရွှင်စရာတွေနဲ့ပြည့်နေသွားခဲ့ရပြန်ပါတယ်ပုံမှန်ဆိုရင်နေ့စဉ်မှတ်တမ်းတွေကစိတ်ဝင်စားစရာမကောင်းပေမဲ့ဒီနေ့လေးကိုသာသူမှတ်မိရင်ကောင်းမယ်ဆိုတဲ့စာကြောင်းလေးတစ်ချောင်းကစောယုံရဲ့မှတ်တမ်းထဲမှာနေရာယူလာခဲ့တယ်လို့နောက်ရက်မှာတော့လုံးစရာမရှိတဲ့၄ယောက်သားကဂျန်ဝန်းအဖေရဲ့ဖန်စတူဒီယိုကိုရောက်ရှိလာခဲ့ကြပါတယ်ထုံးစံတိုင်းထေဝန်းကဂျီမင်းကိုမျက်နှာယူနေတဲ့အချိန်ကော်ဖီတွေဝယ်လာတဲ့ဂျန်ဝန်းရဲ့အဖေကိုတွေ့လိုက်ရပြီးဂျန်ဝန်းကတော့သူ့ကောင်မလေးကိုတားဖခြင်းကတ်ကြွားနေပေမဲ့ရုတ်တရက်နေရန်ကဓာတ်ပုံတွေကိုရင်းနှီးနေတဲ့ဂျီမင်းကနာမည်ကြီးဓာတ်ပုံဆရာဂင်ဆန်ဟွန်လာလို့ထားမိလိုက်ပါတယ်အဲ့ဒါကသူ့အဖေကိုမေးတာဆိုရင်ဟုတ်တယ်လို့ဂျန်ဝန်းကပြောပြလိုက်တော့ပရိသတ်အကြီးစားဂျီမင်းလည်းအကြီးကျယ်ရှော့ရသွားခဲ့ပြီးအားလုံးအူတူတူဖြစ်နေခဲ့ကြပေမဲ့တော်တော်လက်လက်ရှိတဲ့ထေဝန်းကပဲဦးလေးပရိသတ်အကြီးစားရောက်နေတဲ့အကြောင်းအော်ပြောလိုက်ပါတယ်တဆက်သေးဂျီမင်းကထေဝန်းကနေတဆင့်ဂျန်ဝန်းရဲ့အဖေကိုစကားတွေပြောခိုင်းနေတာကြောင့်ဂျီမင်းတူတူပြောသမျှကိုဘာသာပြန်ပေးနေရတဲ့ထေဝန်းလည်းဗဇက်တောင်မသိနိုင်တော့ပဲအခြေအနေကြီးကြီးနေခဲ့ရပါတယ်ဂျန်ဝင်းရဲ့မိခင်ဆုံးမသွားကြတဲ့ကအဖေဖြစ်သူဓာတ်ပုံမရိုက်ဖြစ်တော့သလိုအခုလဲသူဓာတ်ပုံမရိုက်ဖြစ်တာကမအားလို့ဘာလို့ပြောလိုက်တော့ဂျန်ဝင်းလည်းမျက်နှာသိမကောင်းတာပဲအလုံးပြန်သွားတဲ့အချိန်မှာကောင်မလေးကလှတဲ့အကြောင်းတားဖြစ်သူကိုချီးကျူးလိုက်ပါတယ်ဂျီမင်းလိုလူကစားလို့ပိတ်သက်အခိုင်မှာရှိနေတဲ့အဖေဖြစ်သူကိုဂျေဝန်းကိုယ်တိုင်ကဓာတ်ပုံလောကထဲကိုပြန်ဝင်စေခြင်းပေမဲ့အဖေဖြစ်သူကတော့အမေရဲ့အမှတ်တရတွေဒဲကနေမယုံထွက်နိုင်သေးပဲအချိန်တွေဘလောက်ပဲကြာကြာစစ်မှန်တဲ့ချစ်ချင်းတရားတွေကသေဆုံးသွားသည့်အထိရှင်ချန်အမြင့်တွေနေသေးတာပဲဖြစ်ပါတယ်။နောက်နေ့မနက်မှာတော့ဒီတလောဆောင်းရင်သိမ့်မိတ်တဲ့အကြောင်းနဲ့အိတ်မပြောဖို့ကြိုးစားနေတဲ့အကြောင်းဂျီမင်းကတဆင့်ဂျေဝန်းတယောက်သိလိုက်ရပြီးနေ့ရက်တွေကပျော်ရွှင်စရာကောင်းလေလေအဲ့ဒီနေ့ရက်တွေကိုမေ့သွားရမယ်ဆိုတဲ့အသည့်နဲ့နာကြီးမှုတွေကလည်းကြီးမားလေလေပဲဖြစ်ပါတယ်။ဒါကြောင့်မဲညဘက်တွေမအိပ်မိအောင်စောယုံတယောက်စူးစမ်းနေတတ်တယ်လို့တပတ်ပါလဲစောယုံရဲ့ယောဂါကိုလေ့လာနေတဲ့ဂျန်ဝန်းတယောက်မှတ်ဉဏ်ကိုအုံတော်ကမေးလျော့သွားတယ်ဆိုရင်တော့ muscle memory လိုမျိုးမှတ်ဉဏ်တွေကြားခန္ဓာကိုယ်ကသေးတဲ့အထိကိုမှတ်မိနေသေးတဲ့အကြောင်းရှာတွေ့သွားခဲ့ပါတယ်တေးမကြခင်တွေရသည့်ပိတ်ရက်ကိုအရောက်မှာတော့နှစ်ယောက်သားတယောက်ပုံတယောက်လှုပ်ထားတဲ့ဖန်သားအယုတ်လေးတွေကိုလက်ဆောင်ပေးခဲ့ကြသလိုအခိုက်အတန့်တွေကိုစုံယုံမေးသွားတယ်ဆိုပေမဲ့သူရှာတွေ့ထားတဲ့ခန္ဓာကိုယ်ရဲ့မှတ်ဉဏ်ကိုတော့စုံယုံမေးမှာမဟုတ်တဲ့အကြောင်းဂျန်ဝန်းကပြောပြလိုက်ပါတယ်ဥပမာလူတယောက်ကအတိတ်မေ့သွားရုံနဲ့တင်စပိန်စီနီကိုမေ့သွားတာမဟုတ်ပဲအမြဲလိုထိတွေ့လောက်ကင်နေတဲ့အရာတွေဆိုရင်ခန္ဓာကိုယ်ကအသားကြရင်မှတ်မိနေသေးတာမို့အဲ့ဒါကိုသဘောပေါက်သွားတဲ့စုံယုံနဲ့အချိန်ရှိသူရဲ့ဂျန်ဝန်းပုံတွေကိုဆွဲရင်းနဲ့ဒီအမျိုးသားလေးရဲ့မျက်နှာကိုသူ့အုံနောက်ကမှတ်မိနေသေးရင်တော့သူ့ခန္ဓာကိုယ်ကမှတ်မိနေအောင်ကြိုးစားနေခဲ့မိပါတယ်တရက်မှာတော့နွေရာသီမီးပန်းပွဲအကြောင်းတည်လာတဲ့ဂျီမင်းကြောင့်၄ယောက်သားအထီကိုအတူတူသွားဖို့ဆုံးဖြတ်လိုက်ခဲ့ကြပြီးစောယုံကိုယ်တိုင်လည်းအဒီအတော်တွင်ဂျင်ဝန်းကိုရောဂျင်ဝန်းပါတဲ့အမှတ်တရတွေကိုပါအမြဲတမ်းမှတ်မိအောင်ကြိုးစားနေတာပဲဖြစ်ပါတယ်နှစ်ယောက်သားအတူတူရှိလေလေအမှတ်တရတွေကများလေလေမို့တနေ့စာမှတ်ဉဏ်တွေကိုဘလောက်ပဲမေ့သွားတယ်ပြောစောယုံရဲ့မသိစိတ်မှလည်းဂျင်ဝန်းပေါ်မှာချင်းမိနေခဲ့ပြီးဖြစ်သလိုပွဲတော်နေ့မှာလည်းရိုးရိုးလေးဝစ်လာတဲ့စောယုံကိုကြည့်ရင်ဂျင်ဝန်းကလှတယ်လို့ချီးကျူးလိုက်ပါတယ်ပွဲစီတန်းပတ်ကြတဲ့အချိန်မှာလည်း၄ယောက်သားအတူတူမုတ်တွေစားပြေးခဲ့ကြသလိုမိပွန်ပွဲမပြရသေးခင်အချိန်ရသေးတာကြောင့်ဂျင်ဝ
ဝန်းကတနေရာသွားဖို့ပြောလိုက်တော့လိုက်မသိတဲ့ထုံးကသူလည်းလိုက်မဲ့အကြောင်းဝင်ပြောလိုက်ပါတယ်ဒါကြောင့်ပဲအရေးပြရဲ့အကောင်မမြင်တဲ့တကောင်သားကိုဂျီမင်းကပဲတစ်ဖက်လက်နဲ့ခေါ်ထုတ်သွားလိုက်ရပြီးဒါတောင်ဆောင်းယွန်းကပါဟိုနှစ်ယောက်နဲ့လိုက်သွားမယ်လုပ်နေသေးတာကြောင့်ဂျဝန်းကပဲပြန်ခေါ်လာခဲ့လိုက်ရပါတယ်ဒီလိုနဲ့နှစ်ယောက်သားတင်းမောဘုတ်ကိုရောက်သွားခဲ့ကြတဲ့အချိန်မှာတော့အချိန်ကိုက်မီးပန်းပွဲကပါစတင်လာနေပြီဖြစ်တာမို့ဂျဝန်းလည်းဆောင်းယွန်းလက်ကလေးကိုဆုပ်ကန်လိုက်ရင်ဒီအခိုက်တန့်လေးကိုမေ့သွားမှကြောက်နေတဲ့ဆောင်းယွန်းကိုမေ့မှမဟုတ်ပါဘူးလို့အားပေးစကားပြောလိုက်ပါတယ်ဆောင်းယုံမှာဘလို့ယောဂပဲရှိဘလို့မှတ်ဉဏ်မျိုးကမှထာဝရပြောက်ွယ်သွားမှာမဟုတ်တဲ့အကြောင်းဂျန်ဝန်းကပြောပြလိုက်တော့သူစီးကဲရဲ့တတိယချက်ကိုချိုးဖောက်နေပြီဖြစ်တဲ့အကြောင်းဆောင်းယုံကဝန်ခံလိုက်ပါတယ်သူကတော့အဲ့ဒီစီးကံကိုဖောက်ခဲ့တာကြာပြီဖြစ်တာမို့ဆောင်းယုံရဲ့နှကန်းလေးကိုခပ်ဖွားဖွားလေးနမ်းလိုက်ရင်ຫນွေဦးညရဲ့ပန်းပွဲတော်ကြီးကထက်တူညီတဲ့ချစ်တစ်ခုနဲ့လှလှလေးကိုအဆုံးသတ်သွားခဲ့ပါတယ်ဒီနေ့လဲနှိုးဆက်တန်ကြောင့်ဘာမှမမှတ်မိပဲနိုးထားလာတဲ့ဆောင်းယုံတယောက်နေရန်ဘော်ကမှတ်စုတွေကိုဖတ်မိရင်သူ့မှာမှတ်ဉဏ်တဲ့ပျောက်ဆုံးယောဂရှိနေတဲ့အကြောင်းသိလိုက်ရပြန်ပါတယ်ဒါပေမဲ့လည်းပဲဒီလိုနေ့ရက်တွေကိုမရေမတွက်နိုင်အောင်နိုးထားခဲ့ပြီးမို့ပုံမှန်တိုင်းမှတ်စုတွေကိုပြန်ဖတ်ရင်းအကြောင်းကိုရောက်ရှိလာခဲ့ပြီးဆောင်းရွက်အနားမှာအရင်လိုဂျီမင်းနဲ့ထန်ဝန်းကရှိနေသေးပေမဲ့ဆောင်းရွက်မမိတော့တဲ့တခုခုဒါမှမဟုတ်တယောက်ယောက်ကဂျီမင်းတို့အနားကနေလုံးဝကြီးပျောက်ဆုံးနေခဲ့ပြီလည်းဖြစ်ပါတယ်သိမကြခင်မှာသူတို့တွေလည်းအထက်တန်းရဲ့စီနီယာတန်းကိုတက်ရတော့မှာဖြစ်တယ်လို့ဆောင်းယုံခနာကိုကမှတ်မိနေသေးတဲ့ဖနက်ချီနီတစ်ခုရဲ့အောက်မှာအထက်တန်းပြီးသွားရင်သူလည်းတက္ကသိုလ်သွားခြင်းတဲ့အကြောင်းဂျီမင်းကိုပြောပြလိုက်ပါတယ်သူ့လိုယောဂရှိနေတဲ့သူကတက္ကသိုလ်သွားဖို့ခက်ခဲနိုင်နေဆိုပေမဲ့ဂျီမင်းကအမှုပညာကျောင်းရှောက်ဖို့အကြံပေးလိုက်တော့သူဒီတလောပုံတွေကိုဆွဲနေမိတဲ့အကြောင်းဆောင်းယုံကပြောပြလိုက်ပါတယ်တဆက်တဲ့သူဆွဲနေမိတဲ့ယောက်ျားလေးရဲ့မျက်နှာကိုပါထုတ်ပြလိုက်တော့တခုခုကိုသိနေတဲ့ဂျီမင်းလည်းဘာပြောမှမသိတော့ပဲဝမ်းနဲ့တလို့ငြိမ်ကျသွားတဲ့အချိန်သူဆွဲမိနေတဲ့အဲ့ဒီယောက်ျားလေးရဲ့မျက်နှာကိုမမြင်ဘူးပေမဲ့ရင်းနှီးနေတဲ့အကြောင်းဆောင်းယွန်းကထပ်ပြောပြလိုက်ပါတယ်အတိတ်ရဲ့တနေရာမှာတော့သူ့မှာမွေးရပါနှလုံးအားနဲ့ယောဂရှိနေတဲ့ခင်ကျန်ဝန်းတယောက်ဂျီမင်းစီမှာဝန်ခံနေခဲ့သလိုဒီတလောသူ့ယောဂအခြေအနေကအဆိုးဘက်ကိုပိုပြီးဥတီလာနေတဲ့အကြောင်းပြောပြလိုက်ပါတယ်။ဒါကြောင့်မဲအကယ်၍သိမကြံတော့တဲ့အချိန်မှာသူသာရုတ်တရက်ကြီးတေဆုံးသွားခဲ့မယ်ဆိုရင်စွန့်ယွန်းကိုနေတိုင်းပျော်ရွှင်အောင်ထားပေးမယ်ဆိုတဲ့ကတိကတည်နိုင်မှာမဟုတ်တော့ပဲအဲ့ဒီနေ့ကကြောင်းစင်းချိန်ထိပေါ်မလာတဲ့ဂျန်ဝန်းတယောက်စွန့်ယွန်းကိုရောလူလောကကြီးကိုပါအပီးအတိုင်နှုတ်ဆက်သွားခဲ့ပြီလေဖြစ်ပါတယ်။စွန့်ယွန်းအပါဝင်အားလုံးကရုတ်တရက်ကြီးထွက်သွားတဲ့သူတို့ရဲ့တငယ်ချင်းအတွက်ဝမ်းနဲ့နေခဲ့ကြသလိုဂျန်ဝန်းသေပြီးတဲ့နောက်နေ့မနက်မှာလည်းအမတ်တရတွေပျော်ရွှင်မှုတွေကြားထဲမှာထီထီကြီးကြံနေခဲ့တဲ့ဆောင်းယွန်းတယောက်ဝမ်းနဲ့ချင်းနှိမ့်ဆက်မှုတံကိုအသေးအတန်ခံနေရပြီလေဖြစ်ပါတယ်။ဒါကိုကြိုသိနေခဲ့တဲ့ဂျန်ဝန်းကသူမရှိတော့တာနဲ့ဆောင်းရဲ့ဘဝနေစဉ်မှတ်တမ်းတွေတဲကနေသူ့ကိုထုတ်ပေးဖို့ဂျီမင်းကိုတောင်းဆိုခဲ့တာဖြစ်ပါတယ်။အဆုံးသတ်မှာတော့စာအုပ်တွေမှတ်စုတွေပကြီးတွေအားလုံးကိုတင်ဆက်အပြီးမှာတော့ဆောင်းယွန်းဆိုတဲ့အတိတ်မေယောဂတဲ့ကောင်မလေးရဲ့ဘဝတိုင်းကနေခင်ဂျန်ဝန်းဆိုတဲ့သိချစ်တဲ့ကောင်လေးတယောက်လုံးဝပျောက်ကွယ်သွားခဲ့ရတာပဲဖြစ်ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့တခြားလုံးဂျန်ဝန်းကိုအုံနောက်ကမပိုင်အောင်ခန္ဓာကိုယ်ကမှတ်မိလောက်တဲ့အထိလေးချင်နေခဲ့တဲ့ဆောင်းယွန်းရဲ့မသိစိတ်တွေကဂျန်ဝန်းရဲ့မျက်နှာကိုအလိုလိုဆွဲမိတဲ့အထိဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။ဒီတလောတွင်ဆောင်းရဲ့ယောဂါကအများကြီးကောင်းမွန်လာတာမို့တခုခုကိုသာမှတ်မိရနည်းနည်းတူးဆွားကြည့်ဖို့ဆရာဝန်ကအကြံပေးလိုက်ပါတယ်။အခုထိတော့သူ့ရဲ့မှတ်ဉာဏ်တွေကပြန်ရလာတာမျိုးမဟုတ်ပေမဲ့အရေးကြီးတဲ့တခုခုကိုမေ့နေတယ်လို့ခံစားနေရတဲ့အကြောင်းဆောင်းယွန်းကပြောပြလိုက်တော့တခြားလုံးဆောင်းယွန်းဆွဲထားတဲ့ဂျန်ဝန်းရဲ့ပုံတွေကိုကြည့်ရင်သူသိမ်းဆဲပေးထားတဲ့အပိုင်းစားတွေကိုပြန်ထုတ်ပြဖို့အချိန်တန်ပြီဆိုတာဂျီမင်းလည်းသဘောပေါက်သွားခဲ့ပါတယ်။ဆောင်းယွန်းပြောင်းချနေခဲ့တဲ့အစိပ်ပိုင်းတစ်ခုကဂင်ဂျန်ဝန်းဆိုတဲ့သူ့ကိုသိချစ်တဲ့ကောင်းလေးတစ်ယောက်ပဲဖြစ်တယ်လို့သူတို့တွေအကြောင်းမှမဆုံးခင်ကတည်းကဆေးရုံမှာအရင်ဆုံးမှုခဲ့ကြသေးတာပဲဖြစ်ပါတယ်။သူကိုယ်တိုင်ဒီလူသားကိုမမေ့လိုက်ဖို့မှတ်စုတွေအတန်းတန်းရေးထားခဲ့ပေမဲ့အုံနောက်ရဲ့မေးလျော့ခြင်းတွေအောက်မှာခဏလောက်ပဲဖြစ်ဖြစ်ဒီကောင်လေးကိုမေးပြောက်သွားခဲ့ပြီးနှလုံးသားရဲ့မှတ်ဉာဏ်တွေကြားမှာတော့ပျော်စရာတွေပဲဖန်တီးပေးခဲ့တဲ့ဒီကောင်လေးကိုနောက်တစ်ချိန်ပြန်ရှာတွေ့ခဲ့ပြီလေဖြစ်ပါတယ်။ဒါကြောင့်ပဲသားမရှိတော့တဲ့နောက်အိမ်ပြောင်းဖို့လုပ်နေတဲ့ဂျန်ဝင်းရဲ့အဖေစီကိုကိုယ်တိုင်ရောက်ရှိသွားခဲ့ပြီးအရင်လိုသူတွေ့ဝေနေခဲ့ပေမဲ့အခုတော့အချိန်တန်ပြီမို့သူသားအမျက်နှိုးဆုံးဖန်သားရုပ်လေးကိုစုံယုံစီကိုကမ်းပေးလိုက်ပါတယ်။အတူတူအပြန်အလှန်ဖလှယ်ခဲ့ကြတဲ့အဲ့ဒီရုပ်လေးကိုဆောင်းယွန်းကမမိတော့ပေမဲ့အလိုလိုကျလာတဲ့မျက်ရည်တွေကိုတော့သူမထိန်နိုင်ခဲ့ပါဘူးလူတိုင်းရဲ့အုံနောက်ထဲမှာရှိတဲ့အရာတွေဟာမှတ်ဉဏ်တွေမေးမိလို့မေးလျော့သွားရင်တော့နှလုံးသားထဲမှာရှိနေတဲ့အရာတွေကတော့အဆုံးထိမပြောင်းလဲသေးတဲ့အကြောင်းဂျန်ဝင်းရဲ့ဖခင်ကပြောပြလိုက်ပါတယ်တစ်ဆက်တည်းမှာပဲသူသားသိမ်းဆဲထားခဲ့တဲ့ဆောင်းယွန်းရဲ့အမတ်တရားတွေကိုပါဆောင်းယွန်းနဲ့အတူတူထည့်ပေးလိုက်ပြီးအဖြစ်အပျက်တွေအခိုက်အတန့်တွေကိုသူမေ့သွားခဲ့ရင်တော့အတူရှိခဲ့တဲ့နေရာတွေကိုရောက်တိုင်းနှလုံးသားရဲ့တီးတိုးတန်တွေကိုကြားနေရစမြဲမှုဂျန်ဝန်းကသူ့ဘဝတွေကနေပျောက်သွားမှာမဟုတ်ဘဲအမြဲတမ်းမှတ်မိနေမှာဖြစ်တဲ့အကြောင်းမကြားနိုင်တော့တဲ့ဂျန်ဝန်းကိုတိတ်တိတ်ဆိတ်လေးကတိပေးလိုက်ပါတယ်သူကိုယ်တိုင်ကလည်းတနေ့စာမှတ်ဉဏ်တွေကိုမရှိတော့ရင်တော့အသစ်တော်မနှက်ဖြန်တွေမှာဂျန်ဝန်းကိုမှတ်မိအောင်စူးစမ်းနေဦးမှာမို့တေဆုံးသွားသည့်တိုင်မေးလျော့သွားသည့်တိုင်ခင်ဂျန်ဝန်းဆိုတဲ့ချစ်ရသူတယောက်ကဟန်ဆောင်းယွန်းဆိုတဲ့သူ့ရဲ့နှလုံးသားထဲမှာအချိန်ချင်းအဖန်ဖန်ပြန်လဲရှင်သန်နေဦးမှာပဲဖြစ်ပါတယ်လူဘွားဟာအချိန်ကြီးကြာလာတာနဲ့အမျှအမှတ်ဉဏ်တွေကမေးလျော့သွားတယ်ဆိုပေမဲ့နှလုံးသားတွေကခံစားခဲ့ရဘူးတဲ့ချစ်လျက်နဲ့လမ်းခွဲခဲ့ရတာတွေရှင်ကွဲတီကွဲကွဲခဲ့ရတာတွေအလုံးဟာအကြောင်းရင်းတိုက်ဆိုင်လာတဲ့တနေ့မှာတော့အုံနောက်ကမမိနိုင်တော့ပေမဲ့နှွေးထွေးမှုပျော်ရွှင်မှုမနာလိုဝင်တုံမှုတန်တလွမ်းဆွမှုအစရှိသဖြင့်ခံစားချက်ဘောင်းစုံကိုနှလုံးသားရဲ့တီးတိုးစကားသံတွေကနေတဆင့်ကျွန်တော်တို့ကအမြဲတမ်းအမှတ်ရနေအောင်မှာပဲဖြစ်ပါတယ်အဆုံးသတ်ဆိုတာကဇက်ကားတကားအတွက်ပဲရှိတာပါကျွန်တော်တို့ရဲ့ဇလန်းလေးတွေကတော့ဆက်ရှိနေဦးမှာပါအားလုံးပဲကောင်းမွန်တဲ့ညလေးတစ်ညဖြစ်ပါစေကျွန်တော်အဖော်ပါ